2026ရဲ့ latest episode Google TV OS စိတ်ပါရင်ကိုယ်ပိုင်မှာ service လုပ်လို့ရသေးတယ်။ကိုယ့်ရဲ့အိမ်မှာ mini cinema လေးလုပ်ဖို့စဉ်းစားထားတယ်ဆိုလို့ရှိရင်တော့ဒီဗီဒီယိုလေးကိုဆုံးအောင်ဆက်ကြည့်လိုက်ပါ။အခုမိတ်ဆက်ပေးသွားမယ် projector လေးက Chia-led C10M ဖြစ်ပါတယ်။ဒီကောင်လေးကဆိုလို့ရှိရင်အခုလက်ရှိမှာလူကြိုက်များနေပြီးတော့အယောင်အရန်လဲတွက်တယ်။သွားလေရလဲတည်သွားလို့ရတယ်။ကိုယ့်ရဲ့အိမ်မှာကိုယ့်ရဲ့ရုံမှာအောက်ထိုးသွားမယ်ဆိုလို့ရှိရင်တော့တည်သွားလို့ရတယ်။သေးသွယ်ပေါ်ပါပြီးတော့ quality ကောင်းတဲ့ projector လေးပဲဖြစ်ပါတယ်။သူရဲ့ lumens ကဆိုလို့ရှိရင်300A ရဲ့နှက်ဆိုင်တာဖြစ်တဲ့အတွက်ကိုကာမန်အခန်းထဲမှာအလင်းရောင်နဲ့ကြည့်ရှုလို့ရနိုင်ပြီးတော့အကယ်၍အမောင်ထဲမှာကြည့်မယ်ဆိုလို့ရှိရင်လက်မ150ထိတောင်ထည့်ကြည့်လို့ရနိုင်တဲ့ projector လေးပဲဖြစ်ပါတယ်။ auto focus auto keystone ဖြစ်တဲ့အတွက် screen တွေကိုအလိုလျောက် clear လုပ်ပေးသွားမှာပဲဖြစ်ပါတယ်။သူရဲ့ resolution ကဆိုလို့ရှိရင် native 1080p ဖြစ်ပြီးတော့ Full HD ရတယ် 4K ကိုလည်း support ပေးတဲ့အတွက်ကြည်တောက်ရှင်းဗီဒီယိုတွေကိုကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်။ LED မီးလုံးဖြစ်တဲ့ LCD panel ဖြစ်တဲ့အတွက်စိုးတောက်နေရပဲအယောင်ထွက်ကလေးကနိုင်တဲ့တန်းကလည်း9000ဖြစ်တဲ့အတွက်အချိန်အကြာကြီးကြည့်ရှုလို့ရတယ်။ဒီ projector လေးကိုစိတ်ဝင်စားပြီးတော့ဝယ်ယူခြင်းနဲ့ဆိုရင် Brandy One ရနဲ့ favorite projector accessory မှာဝယ်လို့ရနေပါပြီ။ဒီဖုန်းနံပါတ်တွေကိုဆက်သွယ်ပြီးဝယ်ယူနိုင်ပါတယ်။အကယ်၍ရန်ကုန်မန္တလေးမှာလာရောက်ကြည့်ရှုဝယ်ယူခြင်းတဲ့ customer တွေကတော့ဒီလေးစာလေးတိုင်းမှာလာရောက်ကြည့်ရှုဝယ်ယူနိုင်တာပဲဖြစ်ပါတယ်။ဒီဗီဒီယိုလေးကိုဆုံးအောင်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့မယ်တတာ။